ကျွန်တော်နေနိုင်သွားပြီအရင်လိုခမားစီကိုဂယုတစိုက်ဖုန်းတွေမဆက်တော့မက်ဆေ့တွေလည်းမပို့တော့တစ်ဖက်သက်ကြီးစိတ်ပူနေတာတွေကိုလည်းရှော့နိုင်သမျှရှော့ပြစ်တော့မယ်လူမှန်ရင်နေရာမှန်ကိုနေတက်ရမယ်လေကိုယ့်ကိုမလိုအပ်တဲ့နေရာမှာနေပြီးအဖို့တန်ဆုံးအချက်တွေကိုယူပါဆိုပြီးအတင်းထိုးမပေးတော့ဘူးအရင်လိုဖုန်းဆက်မှာကိုကြောက်ပြီးစက်ပိတ်ထားစရာမလိုတော့ဘူးနော်မစင်ကြကိုလည်းလွတ်လပ်သုံးနိုင်ပါပြီတစ်ချိန်ကလူမှုရေးအရာဝစ်ကြည်တန်းကြီးကင်ပေးခဲ့တဲ့ဖုန်းကောတွေတော့စိတ်မပါပဲပြန်ပေးခဲ့တဲ့ reply တွေတော့ထူးပင်ကျေးဇူးတင်ပါတယ်ခမားကိုသိချစ်ခဲ့တဲ့ကျွန်တော်ခမားမရှိတဲ့နေရာဒေသတစ်ခုမှာတကယ်ကိုနေနိုင်သွားပြီလေ